နင်္ဂလာပါရှင်စီရီရဲ့နေရာနေတော့ပြန်နေကြည့်လိုက်ပါတယ်ဒီနေ့နင်တို့ပြောပါဗျာ။လိုက်ဖို့ပါတွေ့ရတယ်ဗီဒီယိုလေးကိုဆရာအားလုံးကိုပြန်ပေးရှင်ပါတယ်ဒီဗီဒီယိုလေးကဘယ်လိုဖေထားတဲ့ရေးသားရောဘယ်သူကအချောဆုံးလဲဗီဒီယိုလေးရေးကြည့်လိုက်မယ်နော်။ဒီကြမှာတကယ်အဖေမှန်ပြောမညာနဲ့အဖေတက်ကြီးနေပြီနော်။ဘာဘူးအခုပုံအဲ့ပေါ့ငကိုတော့ကပုံထဲမှာအဖေခင်မလားအမေထားရတဲ့မှာစိုးစိုးမော်လားမိငယ်လားနောက်ပြီးတော့စုစုလက်လားအမေလားနောက်ဒီကြားထဲမှာမထွေးမခင်ထွေးဆိုတာရှိသေးတယ်အဲ့ဒီမှာဘယ်သူချောသုံးလဲဖေအဲ့ဒီမှာပြောချမ်းသာလိမ့်မယ်မှန်လားပြောဖေငရဲမကြည့်စေချင်မှန်လားပြောနီးစားအားလုံး9ယောက်ထက်မှာငါဥလာပဲရှိတယ်တော်များလာတယ်အဲ့မေသဘောမဟုတ်ဘူးလေအဖေတပစံနာကိုပြောတယ်မဖေပြောဖို့တာကြီးသူ့လာတယ်ဒီစားတော်များပဲပုံပေါ်ပဲပြောကြမလို့ဘောင်းရောက်ချောတယ်ဘလို့အမေနိုင်ဖေးရအောင်ပြောမေဘာလို့နားနေရလဲအဲ့ဘသူချောလဲတမျိုးပြပါလေအဖေမဟုတ်ဘူးအဖေရတော့တမျိုးမဟုတ်ဘူးအဖေပြောအမှန်တိုင်းပြောသမီးအဖေတက်ကြီးနေပြီနော်မလိမ့်နဲ့ကဲပြောမင်းနဲ့ဆိုကောင်မလေးမစိုးစားရွှေရွံနာလေအော်ရေဝင်ပသိရေဝင်ယုံနာဘလို့ဒီပါဟာအော်မိငယ်ချောတယ်ဒုတိယနောက်ဘယ်ချောတယ်အခုနတော့ရောက်ချောတယ်အခုကျတော့မေရချောတယ်ဒါလေမင်းကတစ်ခေတ်ကြည့်ကတော့ငါ့ကြိုင်မှာတော့မင်းချောလိုက်တာနားလိုက်တာအမဒါတော့ယောက်ျားကြီးကိုပြောမှာပဲလေအကောအကိုသိလေမေယောက်ျားကြီးကတော့မရခင်ချောတယ်ဒီတရားမှတရားမရရင်သေပါမယ်ကြေးပါမယ်အမေရှိရအဖေကိုမရရင်ဘာဖြစ်ပါမညာပြောတာပဲအခုကြတဲ့ကြတော့အဖေတက်ကြီးတော့ तू မညာဘူးလေမိငယ်ချောတယ် तू ထားတယ်ကြီးလာတော့ပြောတာငါတော့မင်းချောတယ်ဒီပါ तू ကဘာဖေးပါဦးကြောက်နှမ်းရောက်ချောတယ် तू ကချောတယ်ပေါ့နောက်ဘသူချောသေးလဲဖေငါ့ထက်ပဲပြောတာဒုတိယဆိုထက်ပဲပြောတယ်ဒုတိယဆိုလည်းထက်ပဲပြောတော့ခင်မအော်ခင်မချောတယ်အော်မခင်ထွေးဒုတိယမဟုတ်ချောတာနေလေးပါမဟုတ်နေသူနေသမီးရှင်းရှင်းလေးမေးတာနေပါလိုက်ကြုံနေတာလေဟုတ်နေဒုတိယဆိုဒုတိယလူဖြစ်နေငယ်ချောတယ်နော်သွားပြီကြေကွဲပြီဒုတိယပဲချောတာတဲ့ရတယ်ငါလည်းလေနေစိတ်ခွဲငါတိမ်ပေါ်ထိအရက်ကဘသူအပူဆုံးလဲမေငါမွေးသားတဲ့သားသမီးဆန်ရင်ဆန်ညွတ်ပြီလေအဖေနဲ့တူတာဟုတ်နော်ဘာဖေနဲ့တူတာနော်ဖေရက်ရှိလို့တပီးတို့ရက်ရှိတာအော်အပူဆုံးကအမေပေါ့အဖေပြောတော့သူ့ခြေတော့ခလေးလက်ကလေးအရက်ပူလေးကိုချစ်လို့ဆိုအမေကဒုတိယလူကိုဖြစ်မခံရှင်တာပြီးခဲ့ကလေးကမှခုလာမလို့တော့နေကွက်ကလေကြေကွဲပြီလေကြတဲ့ထိုးလာလေရပူဆိုဆိုတော့တမျိုးပဲနောက်တမျိုးငါဒီမှာငါပြောတယ်အလကားငါချစ်တယ်အလကားသွားပြီအဖေဒီညချစ်နေမကောင်းဟောဒီကထွားတာပေါ့ဟုတ်တယ်လေငါကလည်းငါ့ထက်မပြောရဒုတိယဆိုထက်မပြောရဒုတိယဆိုလည်းထက်မပြောခင်မအော်ခင်မချောတယ်တွေ့လေအော်မခင်ဒုတိယဟုတ်ချောတာနေလေးပါမဟုတ်နေသူနေပြောပါလောက်အဖေမဟုတ်ဘူးအဖေရတော့တမျိုးမဟုတ်ဘူးအဖေပြောအမှန်တိုင်းတော့သမီးအဖေတက်ကြီးနေပြီတော့မလိမ့်နဲ့ကဲပြောမင်းနဲ့ဆိုကောင်မလေးမစိုးစားရွှေရွံနာလေဒီကျမဆိုအမေဝေဒနာရေဝေယုံနာအမေရတော့တော်ပါဒီရတော့တနာပါလေသူကြီးအော်မိငယ်ချောတယ်ဒုတိယနောက်ဘူးချောတယ်ဒီဗီဒီယိုအမေကတော့လို့ရှိရင်တော့အဖေကတော့ဘလို့ခါလဲမသိဘူးဒီနေ့လေးကြီးစားရှစ်ပြပါတော့မသိရနေကတစ်ဖေးဖေးနဲ့နေစာပြီးတော့ပြတ်တော့ငါ့ကြိုင်မှာတော့မင်းချောလိုက်တာနားလိုက်အမဒါယောက်ျားတွေသူပြောမှာပဲလေအကောအကိုသိလေဒီပွဲပါဦးတိုင်းပဲနင်တို့ကလေအရှိတမျိုးနေတဲ့ကိုယ်ရောကိုယ်လောပါရဲ့အစစ်ဆုံးဖြစ်နေတာလားဒီလိုဖြစ်တာပါအောင်နော်နောက်တော့ပြောတာဆင်းနေကြတယ်အလကားသွားပြီအဖေဒီည